ဂျုံနဲ့ငဖဲသူ့လောက်တဲ့အခါမှာဂျုံကိုဘယ်လိုနယ်ရမလဲဆိုတာမေးထားလို့ဗီဒီယိုလေးတစ်ခုလုပ်ပေးလိုက်တာပဲဖြစ်ပါတယ်ရှင်ဂျုံကိုတော့စပယ်က OK တစ်စိတ်လေးတုံးထားပါတယ်ရှင်အခုစပယ်နယ်မဲ့ပမာဏကတော့30သားဖြစ်ပါတယ်ရှင်စပယ်စွန်းတေးသေးလေးနဲ့ထည့်လိုက်တာကဘာလဲဆိုတော့ပွားစီလေးပါပွားစီလေးကိုစပယ်အနှဲငယ်ထည့်ပါတယ်ရှင်ပြီးတော့စီလေးလည်းအနှဲငယ်ထည့်ရပါမယ်နော်စပယ်ရိုက်ဖို့မေ့သွားတာမို့လို့ပါစီထည့်ပြီးပြီဆိုရင်စပယ်ကတော့ရေကိုနည်းနည်းချင်းစီထည့်ပြီးမှပဲစပယ်နေပါတယ်ရှင်စပယ်တို့နေတာကြာသွားတဲ့အခါမှာစပယ်တို့လက်တွေမှာဂျုံတွေကတ်လာတတ်ပါတယ်အဲ့ဒီချိန်မှာဘယ်လိုဖြေရှင်းရမလဲဆိုရင်တော့ဂျုံမုတ်လေးတွေပြန်ဖြူးပေးလိုက်ပါနော်အဲ့ဒါဆိုရင်လက်မှာလည်းမကတ်တော့ပါဘူးနော်ဒါတော့စပယ်နယ်နီးနယ်ဟန်ပါဒီထက်ကောင်းတဲ့နီးလေးတွေရှိလို့ရှိရင်မျှဝေပေးလို့ရပါတယ်ရှင်ဂျုံလေးဖြူးပြီးကမှအစင်မပြေသေးဘူးဆိုရင်လည်းလက်ကလေးကိုစီလေးနည်းနည်းလေးလှူးပြီးတော့ပြန်ပြီးတော့နယ်လို့ရပါတယ်နော်ဒီအနေထားလေးရောက်လာပြီဆိုရင်တော့ရပါပြီရှင်စပယ်ကတော့တနားရီ2နာရီလောက်နှက်ထားပါတယ်အရှင်တစ်ခေါက်လောက်တော့စပယ်တညနှက်ထားဖြစ်ပါတယ်နှက်ထားတဲ့အခါမှာစပယ်တို့ပကံလုံးလေးထည့်ပြီးတော့အပေါ်မှာ plastic လေးအုပ်ပြီးနှက်ထားလို့လည်းရတယ်လို့စပယ်ကတော့ကြွကြွတစ်လုံးလေးပဲထည့်ပြီးတော့လုံအောင်ပိတ်ပြီးတော့ပဲနှက်ထားဖြစ်ပါတယ်ရှင်ပြီးတော့ပြီဆိုရင်တော့စပယ်တို့ရေနဲ့ပြန်ဆေးပါမယ်ဆေးပြီးတော့လို့ရှိရင်ဒီပုံစံလေးရလာပါမယ်နော်ပြီးတော့ပြီဆိုရင်တော့အယောင်လေးကြိုက်တယ်ဆိုရင်တော့အယောင်တင်မုတ်အရသာကတော့စားဟင်းခတ်မုတ်မိမိစိတ်တိုင်းကြအချိုးစားလေးထည့်ပါပြီးပြီဆိုရင်တော့မိမိစိတ်တိုင်းကြပုံစံဒီထားပုံဖော်ပြီးကြော်လို့ရပါပြီဒါလေးကတော့ငဖယ်နဲ့ခက်စင်စင်အရသာလေးဖြစ်စေမဲ့ဂျုံကြော်နည်းပါရှင်အားလုံးစင်ပြေကြပါစေရှင်